နိုင်ငံတော်တက်လှမ်းခြင်းနဲ့ဆိုရင်စူးစမ်းရမယ်ကျွန်တော်တို့အားလုံးစူးစမ်းရမယ်နိုင်ငံရေးရည်မြစ်ဟာကြီးမားတဲ့လမ်းတော်တွေနဲ့ကြီးချက်သူကြီးတွေမှာပဲပြည့်မြင့်ခဲ့တာကိုဖော်တော်ရီခရန့်စင်ကအဲ့ဒီရည်မြစ်ကိုချိန်ဆလျှောက်တွေဆိုပြီးပြင်ရတည်တယ်တောင်သူတွေဒုက္ခရောက်နေကြတယ်ပတ်ဝါရီနဲ့လက်ခပေါ်တွေကနိုင်ကျင့်နေကြတယ်သူတို့အလုံးကိုတပြိုင်တည်းအုပ်ချုပ်လိုက်တယ်တောင်သူတွေနဲ့နိုင်ကျင့်တာမျိုးမဖြစ်အောင်လုပ်မယ်လို့ကဲဖော်တော်ရီခရန့်စင်ဦးစီးပြီးစာရင်းနဲ့ဒင်းရဲ့စက်မှုလုံးနှံတွေကိုအဲ့ဒီအချိန်မှာထောက်ခံမထားဘူးဆိုရင်ဒီနိုင်ငံမှာပါဖြစ်မလဲယခု633တွင်းကျော် MSME တင်းရဲ့အလတ်စားစီပိုင်းလုပ်ငန်းတွေရှိနေမှာလားဒီနေ့မှာယူရှိမှုနဲ့ရိုးသားမှုကိုပြောကြတယ်ဒါတို့ကခံကြီးကြီးကိုမတွေ့ဘူး1900ခနစ်ဆက်ကိုခုနကဖြစ်ရတဲ့ခုပါညနေပိုင်းမှာစစ်ပြက်နဲ့အဝက်စားလည်းမတမရှင်မင်းနာပြက်နေတဲ့တောင်သူတယောက်ဟာ UVP နဲ့အီတာဝါခရိုင်ဦးစရာဟာရရဲ့စခန်းကိုရောက်လာပါတယ်သူ့ချေထုံမှာဖိနဲ့တောင်မပါဘူးရဲဦးကြီးကတောင်သူကိုမေးပါတယ်ဟုတ်ကဲ့ဘာဖြစ်သွားတာလဲဒီအပေါ်မှာတောင်သူကကြောလန့်လန့်နဲ့စစ်လှရှာနဲ့ပြောပါတယ်သူကမဲရမျိုးကသူ့စင်မျိုးစီကိုနွားဘက်ဖိုးလာတာဒါပေမဲ့လမ်းမှာဘိုးရရဲ့သူတယောက်ကသူ့အိတ်ကိုဖျက်ယူသွားတယ်ဒါကြောင့်သူကတိုင်ကြားစာရေးဖို့ရဲစခန်းကိုလာရောက်ခဲ့တာပါရဲအုပ်ကြီးကမျက်စိလှည့်ပြီးကြောက်ရွံ့အောင်မေးခွန်းဒီအများကြီးမေးပြီးတက်တည်ထောက်ခံချက်တောင်းပါတယ်နောက်ဆုံးကတော့ရဲအုပ်ကြီးကသွားပါတိုင်ကြားစာမရေးဘူးလို့ပြောလိုက်ပါတယ်ရဲရချီရဲဒီလိုအပြုတ်မှုကြောင့်တောင်သူကစိတ်ပြက်ပြီးစိတ်ညစ်သွားပါတယ်အလားမဲ့ထွားလို့တစ်ခက်မှတိတ်တိတ်လေးရက်ပြီးစဉ်းစားနေရပါတယ်အခုတော့ဘာဖြစ်မလဲလို့သူစဉ်းစားနေရပါတယ်တချင်ထဲမှာပဲရဲတတတယောက်ကသူ့ကိုခေါ်ပြီးအနှဲငယ်စကားပြောပါတယ်စကားပြောစင်မှာတောင်သူကလက်ပေးနိုင်ရင်သူ့ရတိုင်ကြားစာကိုရေးပေးမယ်လို့သဘောတူကြပါတယ်စိတ်ညစ်နေတဲ့တောင်သူကရဲတပ်ဖွဲ့ရဒီအကြံကိုလက်ခံလိုက်ပြီးဒါနဲ့ရဲအရာရှိကတိုင်ကြားစာရေးဖို့စတင်လိုက်ပါတယ်အရာလုံးကိုရေးပြီးတဲ့နောက်မှာရဲအရာရှိကဘိုးလက်မထိုးမလားဒါမှမဟုတ်လက်ပွေထိုးမလားလို့မေးပါတယ်တောင်သူကကျွန်တော်စာမဖတ်တတ်ပါဘူးဒါကြောင့်လက်ပွေထိုးပါမယ်လို့ပြောပါတယ်ရဲအရာရှိကတောင်သူစီကိုစာရွက်နဲ့မင်းတိုင်းကိုတင်ပေးလိုက်ပါတယ်အဝတ်အစားပစ္စည်းနေတဲ့တောင်သူကကိုယ့်အိတ်ထဲကိုလက်ထိုးပြီးမိုဟာတကုနဲ့ခဲတံတစ်ချောင်းကိုထောက်လိုက်ပါတယ်ရဲအရာရှိကဘာမှနားမလည်သေးခင်ပါပဲတောင်သူကစာရွက်ပေါ်ကိုသစိတ်တက်လိုက်ပါတယ်ရဲအရာရှိကစာရွက်ကိုပြန်လည်ကြည့်တော့အဲ့ဒီမှာဝင်းကြီးချုပ်အိန္ဒိယအစိုးရဆိုတဲ့တစ်စစ်တက်ထားပြီးတောင်သူကလည်းခဲတံကိုင်းပြီးကိုယ့်နာမည်ကိုရေးထားတာမှာအဲ့ဒီချိန်မှာရဲစခန်းတစ်ခုလုံးမှာအကြက်တဲ့ဖြစ်သွားပါတယ်ရဲစခန်းတစ်ခုလုံးကလည်းအံ့ဩတော့ကြပါတယ်ဘာလို့လဲဆိုတော့နိုင်ငံရေးဝန်ကြီးချုပ်ကတောင်သူအဖြစ်ဝတ်စုံဝတ်ပြီးရဲစခန်းကိုတွားပြီးတိုင်ကြားစာရေးခိုင်းလာတာဒီဖြစ်ပျက်ကြောင့်ရဲစခန်းတစ်ခုလုံးကိုရဲဆိုင်လိုက်ရပါတယ်ဒီဖြစ်ပျက်ကသတင်းစာတွေမှာပါထည့်သွင်းရေးသားခဲ့ပါတယ်ရဲစခန်းခွဲတွေမှာကြောက်ရွံ့မှုလိုင်းတစ်ခုဖြစ်လာခဲ့ပြီးပုံမှန်တိုင်ကြားသူတယောက်ကတော့ဝန်ကြီးချုပ်ဖြစ်နိုင်တယ်ဆိုတာသိလာကြပါတယ်ဒါတော့မဟာဓမ္မဆရာဒယာနန္ဒဆရာတရတီဦးတီဒူဒူဖြစ်တဲ့အိန္ဒိယနိုင်ငံရဲ့ငါးမြောက်ဝန်ကြီးချုပ်ချော်ရီခရန်စင်ဖြစ်ပါတယ်ရဲစခန်းအများပြားကိုသွားတယ်လေဝန်ဟမရှိဘူးဖမ်းဆီးလာတဲ့အကျဉ်းသားတွေကဘလို့အခြေအနေမှာရှိကြလဲအဲ့ဒီမှာပဲခွနဲ့လားစိတ်မကောင်းစရာဆိုင်မှာရိုက်နှက်ခဲ့တယ်ရက်ဆိုင်ချင်းလည်းခံခဲ့ရတယ်တောင်သူတွေကအလွန်ဆိုးရွားတဲ့အခြေအနေမှာရှိကြတယ်ပတဝါလီနဲ့လိခဘိုတွေကလည်းအနိုင်ကျင့်ကြတယ်တောင်သူတွေနဲ့သူတို့ဖြိုးမှုမျိုးမချစ်အောင်သူတို့အားလုံးကိုတခါတည်းပဲအလုံးထုတ်လိုက်တယ်အားလုံးကိုမင်္ဂလာပါကျွန်တော်က Happy Corey ဖြစ်ပါတယ်တနမနေ့ခင်းရဲ့အကြောင်းအရာမှာတော့နိုင်ငံတော်အကျဉ်း9မြို့ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ Corey Currency ပါဝင်ပါတယ်သူကအကျဉ်းချင်း Uttar Pradesh ပြည်နယ်ဝန်ကြီးချုပ်တကျဉ်းနိုင်ငံတော်အင်ဂျင်နီယာဝန်ကြီးဗဏ္ဍာရေးဝန်ကြီးနဲ့ဒုတိယဝန်ကြီးချုပ်အဖြစ်ဖြစ်ခဲ့ပါတယ်သူအပြင်တကျဉ်းတော့နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်လည်းတက်ရောက်ခဲ့ပါတယ်ရှေ့လျားတဲ့နိုင်ငံရေးဘဝကိုဖျက်ဆီးခဲ့ပေမဲ့သူ့အတွက်ကိုပိုင် facility တစ်ခုမှမတိစောက်ခဲ့ပါဘူးသူ့အသက်84နှစ်အရွယ်မှာ1989ခုနှစ်မေလ29ရက်နေ့မှာကွယ်လွန်သွားတဲ့အခါသူ့အကောင့်မှာရှိခဲ့တာ490ကျပ်ပဲရှိခဲ့ပါတယ်။ဒီဇက်လန်က1909လောက်မှာစတင်ပါတယ်။ဘူလန်ရှာဟာခရိုင်နဲ့တာနာဒေတာမှာရှိတဲ့ချစ်ဆိုနာအလီပူရီဝါကနေမီယာစင်နဲ့သူ့ဇနီးနီထရီယာကော်တို့ဟာငါးချက်တပေါင်းမှာဧက9လောက်စိုက်ပျိုးဖို့အတွက်ခမန်းအထင်ကီလိုမီတာ15လောက်ခရီးသွားခဲ့တယ်။နိုးပူရွာကိုတွားနေထိုင်ခဲ့ကြတယ်။အဲ့ဒီမှာပဲ1900ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာချယ်ရန်ဆန်မွေးဖွားလာခဲ့တယ်။နှစ်အနည်းငယ်ကြာမှာပဲဇမင်တာကတီမီကိုဈေးကြီးနဲ့ကြောင်းပို့ဆုံးဖြစ်လိုက်တယ်။အဲ့ဒီဈေးကိုမီယာစင်တီအောင်မပေးနိုင်ခဲ့ပါဘူး။မီယာစင်ရိုမီသားစုကမီကိုစွန့်လစ်ရပြီးမိသားစုနဲ့အတူထမှန်ရွေကီလိုမီတာ60ဝေးတဲ့မဲရက်မျိုးဘူကာရီရွာကိုတွားနေထိုင်ခဲ့ကြတယ်။
တခေါင်922ခုနှစ်အထိချာရန်စင်ရဲ့အမိသားစုကအဲ့ဒီမှာပဲနေထိုင်ခဲ့တယ်အဲ့ဒီပတ်ဝန်းကျင်ကြောင့်ချာရန်စင်ရဲ့ငရွယ်တဲ့နှလုံးသားထဲမှာ British အာဏာနဲ့ရွာသားစင်ရဲသမားတွေကိုညှဉ်းပန်းမှုကိုဆန့်ကျင်တဲ့တိုက်ပွဲရဲ့အစပြုစီတဲ့အစီအထည်တွေစိုက်ပျိုးထားခဲ့တယ်ဘူကာယီရွာနားမှာရှိတဲ့3ကီလိုမီတာဝေးတဲ့ဂျာနီခူရက်ရွာကအစိုးရကျောင်းကိုနေ့စဉ်လမ်းလျှောက်ထားပြီးတင်ကြားခဲ့တယ်ဒီအပြီးမှာချာရန်စင်ရဲ့နောက်ထပ်အဆင့်ကတော့မဲရဲ့မျိုးပဲထိတယ်ဖြစ်ပါတယ်အဲ့ဒီမှာသူကတစ်နှစ်လောက်တက်ရောက်ခဲ့ပြီး1914ခုနှစ်မှာမဲရဲမြို့ကအစိုးရကောလိပ်မှာဝင်တက်ခဲ့တယ်။ကိုရန်မှာသူကတစ်ပန်ဘာသာကိုရွေးချယ်တက်ခဲ့တယ်။အဲ့ဒီအပြင်အင်္ဂလိပ်စီးပွားရေးတစ်ပန်နဲ့တမိုင်းဘာသာလေးပါပါဝင်တက်ခဲ့တယ်။ချရန်စင်က1919ခုနှစ်မှာအထက်တန်းစာမေးပွဲ1921ခုနှစ်မှာအလယ်တန်းစာမေးပွဲကိုအောင်မြင်ခဲ့တယ်။ဒီထက်မကဆက်ဆက်တက်ရောက်ဖို့ကသူ့အဖေမီယာစင်အတွက်မလွယ်တဲ့အရာတစ်ခုဖြစ်လာခဲ့တယ်။အဖေကဆက်လက်တက်ရောက်ဖို့ညှင်းဆိုလိုက်တဲ့အကြောင်းရင်းကတော့အိမ်ထောင်စုမှာစင်းရဲမြတ်နိုးမှုကြောင့်ပါဒီလိုအခြေအနေမှာသူ့အဖေအကိုလက်ဖက်စင်တီးသွားတဲ့အခါချရင်စင်ရဲ့ပညာရေးအားငွေချေးအခက်ခဲကြောင့်တားမြစ်ခံနေရတာကိုသိလိုက်ဒါကြောင့်သူကချရင်စင်ရဲ့ပညာရေးပြီးဆုံးတဲ့အထိပညာသင်ကြီးကိုကိုယ်တိုင်ထမ်းဖို့ပေးမယ်လို့ကတိပေးခဲ့တယ်ချရန်စင်ကအထက်တန်းပညာရေးရတဲ့အာဂရာကောလိပ်ကိုတွားတက်ခဲ့တယ်1923ခုနှစ်မှာ BSc ကိုပြီးမြောက်ခဲ့ပြီး1925ခုနှစ်မှာ MA ကိုပြီးမြောက်ခဲ့တယ်1929ခုနှစ်မှာဥပဒေပညာကိုလည်းသင်ကြားပြီးဆုံးခဲ့တယ်ဒီအချိန်တွင်းမှာပဲ1925ခုနှစ်ဇွန်လ25ရက်နေ့မှာဂါယက်ထရီဒီရီနေသူ့၏နိုင်ငံရေးကိုစတင်ခဲ့တယ်ချော်တရီချီယန်စင်ကနိုင်ငံတော်လူမျိုးရေးတိုက်ပွဲအထွတ်အထိပ်ကိုရောက်နေတဲ့အချိန်မှာကြီးပြင်းလာသူပါအဲ့ဒီအချိန်ကာလဟာဂျလီယန်ဝါလဘတ်ကနေစတင်ပြီးနေ့စဉ်အကြီးအကျယ်ဖြစ်ရတွေဆက်တိုက်ဖြစ်ပွားနေတဲ့အချိန်နိုင်ငံတကာနိုင်ငံလုံး British အုပ်ချုပ်မှုအောက်မှာဖန်ဆီးခတ်နေရင်လူဖွဲ့စည်းကလည်းလူမျိုးချဆွဲမဲ့မှုနဲ့ပျော်ရွှင်နေကြတယ်အမရစ်စာမျိုးကဂျလီယန်ဝါလဘတ်ဖြစ်ရကသူ့စိတ်ကိုပြင်းပြင်းထန်ထန်လှုပ်ရှားဆက်ခဲ့တယ်အဲ့ဒီအချိန်ကာလဟာလူမှုရေးနဲ့နိုင်ငံရေးပြောင်းလဲမှုအတွက်လူမျိုးသဘောထားကြီးတိုက်ခိုက်နေတဲ့အချိန်လည်းဖြစ်တယ်လူမှုရေးပြောင်းလဲမှုအကသူကမဟာဉာဏ်ရှင်တရားနန္ဒစရစဝတီကိုရွေးချယ်ခဲ့ပြီးနိုင်ငံရေးပြောင်းလဲမှုအကတော့မဟာသမားခန္တီရဲ့တက်ရောက်မှုကိုခန်းစားခဲ့တယ်။ဒါပေမဲ့အဲ့ဒီတက်ရောက်မှုကမကြခဏအထရှိခဲ့ပြီးခုနှစ်ကတော့1926ခဲ့တယ်။အဲ့ဒီနေ့မှာချရန်စင်ကသူ24နှစ်မြောက်မွေးနေ့ကိုကျင်းပနေစဉ်အဗ်ဒူရရှိဆိုတဲ့လူသက်သမားတယောက်ကတန်ရှင်ရဲ့လှုပ်ရှားမှုကိုစန့်ကျင်ပြီးအဲ့ဒီအချိန်ကအာရီယာအသင်းရဲ့ထိပ်တန်းခေါင်းဆောင်ထင်ရှားတဲ့မဟာသမားစွာမီကိုချရတန်နန်နန်ဂျီကိုတပ်ဖြတ်လိုက်ပါတယ်။ရရှိကိုကန်ဒီကသူ့အကိုလို့ခေါ်ခဲ့ပြီးဒီတပ်ဖြတ်မှုအတွက်လည်းခွင့်လွှတ်ခဲ့ပါတယ်။ဒါပေမဲ့ခေါ်ဒီဗီခရန်စင်ကတန်ရှင်ရဲ့လှုပ်ရှားမှုကိုထောက်ခံသူပါ။သူကလည်းတပ်သူအတွက်ဒေသန်တောက်ဆိုခဲ့ပါတယ်။ဒုတိယအနေနဲ့ခေါ်ဒီဗီခရန်စင်ကစတျာတာပရကတ်ရဲ့ဆယ်လီဂျင်မြောက်ဆမူလက်စ်ကိုယုံကြည်တယ်။ကန်ဒီကတော့အဲ့ဒီဆမူလက်စ်ကိုခေရှာဖို့တောင်းဆိုခဲ့ပါတယ်။ သူ့ဒီချိန်မဲကွန်းထုတ်ခဲ့ရမှာစွာမီတရားနဲ့ကန်ဒီဂျီတို့ရဲ့တက်ရောက်မှုကတင့်စိန်မှာဘာတွေဖြစ်ပေါ်ခဲ့တယ်လဲဘလို့တက်ရောက်ခဲ့တယ်လဲလို့မေးခဲ့ကြတယ်သူကစွာမီတရားနဲ့ကိုအခွင့်အရေးမရခဲ့ဘူးသူ့ရဲ့အတွေ့အခေါ်ကလည်းလူမှုဖြူပြင်ပြောင်းလဲရေးနဲ့မိန်းကလေးတွေအကြောင်းမှာပါလို့ပြောခဲ့တယ်လူမျိုးစုအကြောင်းမှာတော့ဂါနီဂျီနဲ့သူ့ရဲ့အတွေ့အခေါ်တွေကကျွန်တော်တို့အမြင်အရတူညီနေပါတယ်ဒါပေမဲ့လူမှုရေးနဲ့နိုင်ငံရေးဘဝကိုတပြိုင်တည်းဆက်တင်ခဲ့တယ်။အဲ့ဒီအချိန်ကမေယာခရိုင်ဂါဇီယာဘက်မြို့မှာသူကတရားရုံးကိစ္စတွေနဲ့ဥပဒေဝန်ထမ်းအဖြစ်ဆက်တင်ခဲ့တယ်။အတူတူပဲဆိုင်မန်ကော်မရှင်ကိုစန့်ကျင်တာကသူ့ရဲ့ပထမဆုံးနိုင်ငံရေးအဆင့်ဖြစ်ခဲ့တယ်။ထပ်ပြီးစားတောင်းဆိုရေးလှုပ်ရှားမှုနမတ်စကြာဂရဟမှာလည်းတက်ကြွစွာပါဝင်ခဲ့တယ်။ဒီလိုနဲ့1930ခုနှစ်ဧပြီလမှာ British အစိုးရကသူ့ကို6လအထိထောင်ထဲထည့်လိုက်တယ်။နောက်တစ်နှစ်မှာတော့မေယာခရိုင်ဘုံမှာမင်းမလိုပဲရွေးချယ်ခံရတယ်။အဲ့ဒီမှာအသက်29နှစ်မှာအိန္ဒိယအမျိုးသားကွန်ဂရက်ပါတီဝင်တယောက်ဖြစ်လာခဲ့တယ်။ဂါဇီယာဘတ်မြို့ကွန်ဂရက်ကော်မတီကိုတည်ထောင်ခဲ့ပြီး1939ခုနှစ်အထိအမျိုးမျိုးသောယာထူးတွေမှာတာဝန်ထမ်းဆောင်ခဲ့တယ်။ထပ်ပြီး1939ခုနှစ်အထိဂါဇီယာဘတ်အာရအတမကဦးစီးကော်မတီရဲ့ဥက္ကဋ္ဌနဲ့တွင်းရင်မှုအဖြစ်လည်းတာဝန်ယူခဲ့တယ်။1919ခုနှစ်မှာကျောင်းအောင်မြင်ခဲ့တယ်။မေယာကအစိုးရအထက်ကျောင်းနေမှာပဲ။မဟာမတ်ဂန်ဒီဒီတစ်ချိန်မှာနိုင်ငံနဲ့တာဝန်ယူခဲ့တဲ့အခါမှာပါအင်္ဂလိပ်ဒီကိုစန့်ကျင်ဖို့ကွန်ဂရက်ပါတီရဲ့အကြံပြုချက်လားအဲ့ဒီအချိန်မှာကျွန်တော်မျိုးဆက်ကကောင်းလေတွေကကျောင်းနယ်တက္ကသိုလ်မှာစာသင်ကြတဲ့မဟာဗုဒ္ဓများရဲ့နာမည်တွေကကျွန်တော်တို့ရှိမှရှိတဲ့စွာမီဒယာနန်စွာမီရမ်ဒေယိုလို့သူတို့ရဲ့ဘဝစကြောင်းတွေကိုကျွန်တော်တို့ဖတ်ကြတယ်သူတို့ရဲ့စာအုပ်တွေကိုလည်းဖတ်ကြတယ်မဟာရှိတရားနံဥဆောင်မှုအောင်မှာလူမှုရေးပြောင်းလဲမှုဟယ်ရီဂျန်ညတဲ့တိုးတက်မှုတက်တီအာယောင်အနာဂတ်တဲ့ဆွန်လွတ်မှုကိုထိမ့်သိမ့်မှုယူရှင်မှုအမန်တရားကပါသားရေးဆိုရတဲ့သဘောတရားတွေကိုသူ့ဘဝထဲမှာတကယ်အကောင့်ထဲပေါ်ခဲ့တယ်ဒီလိုအောင်လုပ်နိုင်ခဲ့တာကတော့
Pottery Crescent Agra College ရဲ့ hostel မှာနေတဲ့အချိန်မှာတော့ဗနီတရားလူထားတဲ့အစားအစာကိုစားခဲ့တယ်။နောက်ပိုင်းမှာဂါဇီယာဘတ်ကိုပြန်ရောက်လာတဲ့အခါသူ့အိမ်မှာဒလစ်တစ်ယောက်ကိုမိဖို့ချောင်အလူသမားဖြစ်ထားခဲ့တယ်။ဒီဒလစ်က1939ခုနှစ်အထိသူ့နားမှာရှိခဲ့တယ်။ဒီအကြောင်းကြောင့် Pottery Crescent ကသူ့လူမျိုးနဲ့ဆွေမျိုးတွေကြားမှာပယ်ချခင်ရတယ်။ဒါပေမဲ့မဟာရှိတယာနန္ဒရဲ့ဒီတပေးကတစုံတစ်ယောက်မှမလှူရှားခဲ့ဘူး မလို့ရှာကြဘူးအခုကျွန်တော်တို့တော့အကြီးကျယ်အရာတစ်ခုလို့မထင်ဘူးကျွန်တော်တို့ကမတူညီမှုတစ်ခုကိုမယူဆကြလို့အဲ့လာကအကြီးကျယ်အရာတစ်ခုမဟုတ်ဘူးဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကနှစ်တရာကြားကအကြောင်းပြောနေကြတာအဲ့ဒီအချိန်မှာအာဂေယာကောလိပ်မှာကျောင်းသားတွေနဲ့သူ့ဖော်တဲ့အားလုံးကစန့်ကျင်ခဲ့တယ်သူကလည်းလူမျိုးစနစ်ကိုအမြဲတမ်းစန့်ကျင်ခဲ့တယ်လက်တွေ့မှာလည်းစန့်ကျင်ခဲ့ပြီးထူးခြားတဲ့အသွေးခေါ်အသစ်တွေကိုတင်ပြခဲ့တယ်ဒီနေ့တိုင်အောင်ကျွန်တော်တို့ကအဲ့ဒီအကြောင်းလေးကိုပြောဖို့ရှက်တတ်ကြတယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုလူမှုရေးနဲ့နိုင်ငံရေးပွဲစဉ်တွေမှာချွတ်ချောက်မပြောပဲတော်တော်ကြီးပြောတတ်သူကတော့ choice ပါပဲ1939ခုနှစ်ဟာ Pottery Crescent ရဲ့နိုင်ငံရေးဘဝမှာအကြီးမားဆုံးပြောင်းလဲမှုတစ်ခုဖြစ်လာခဲ့တယ်။ Congress India Act ရဲ့1921ခုနှစ်ကတည်းကနိုင်ငံတော်မှာပြုလုပ်နေတဲ့ပြည်내နဲ့ဒေသခံရွေးကောက်ပွဲတွေကိုဆန့်ကျင်နေခဲ့ပြီးမြဲ1930ခုနှစ်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ခုကြီးညာလိုက်တယ်။ United Provinces အစည်းအဝေးတဲ့ Congress က Crescent ကို Mayor Train ကနေကိုစားပြုဖို့ရွေးချယ်ခဲ့တယ်။အောင်အနောက်ထောက်မဲနဲ့ကနေလက်မှတ်ပေးခဲ့တယ်။ဒီရွေးကောက်ပွဲနဲ့မှာဘာကပက်ညက်ဂါဇီယာဘတ်တို့ပါဝင်တယ်။သူကမဲဆုစုပေါင်းရဲ့98ရာခိုင်နှုန်းကျော်ရရှိပြီး National Party ရဲ့ကိုစားလှယ်ကိုအနိုင်ယူနိုင်ခဲ့တယ်။ဒီမဲနဲ့ကိုနောက်ပိုင်းမှာ Chaproli လို့ခေါ်လာခဲ့တယ်။ဒါပေမဲ့ခုနှစ်ကတော့1941ဖြစ်ပြီးအင်္ဂလိပ်တွေကိုစန့်ကျင်တဲ့လှုပ်ရှားမှုအထွတ်အထိပ်ကိုရောက်နေတဲ့အတွက်1941ခုနှစ်မှာသူ့ကိုထပ်မံအကျဉ်းကြီးထောင်ချခံရတယ်။အကြောင်းရင်းမှာဘာလဲဆိုတော့မေယမဝါနာဆတ်နာဂဇီယာဘတ်ဘူလန်ရှာဟာစတင်နေရတဲ့မှာရှိုးဖတ်တော်လိုင်းကြီးအဖွဲ့အစည်းတွေကိုပြင်ဆင်ခဲ့တယ်။နိုင်ငံတော်လွတ်မြောက်လာပြီးနောက်ကွန်ဂရက်ပါတီအာဏာရလာပြီးမဲ့မဟာနာရှတီယာနန်တီရဲ့ဒီတပည့်ကလူမှုရေးအယူအဆပေါ်မှာတည်မြဲနေခဲ့တယ်။ခုနှစ်ကတော့1959ဖြစ်ပြီးကွန်ဂရက်ပါတီရဲ့နာဂပူအစီအဝေးမှာဝန်ကြီးချုပ်ပန်ဒစ်ဂျဝါဟလဲနေဟီရူကစာချုပ်တောင်လူလုပ်ငန်း contract farming အကြံပြုခဲ့တယ်။ ကွန်ဂရက်ပါတီရဲ့ခေါင်းဆောင်အများစုတိတိနေကြတယ်။ကွန်ဂရက်ပါတီမှာဝန်ကြီးချုပ်နေဟရူရဲ့အတန်တာအားတာနေတယ်။နေဟရူနဲ့မတဘောတူတာကကွန်ဂရက်ပါတီမှာကိုယ့်ရဲ့နိုင်ငံရေးအနာဂတ်ကိုအဆုံးသတ်လိုက်တာနဲ့တူတယ်။ဒါပေမဲ့တိကျတဲ့အကြောင်းပြချက်တွေနဲ့အတူ Pottery Crescent ကနေဟရူရဲ့အဆိုကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့တယ်။နေဟရူကိုချီချူးကြတဲ့ကွန်ဂရက်ပါတီဝင်တွေရဲ့လက်ခုပ်တန်ကြားထဲမှာပဲခရန်စင်ဟာပြောခဲ့တာကဒီလက်ခုပ်တန်တွေကတန်တူအားလုံးကငါအမြင်နဲ့သဘောတူကြတာကိုပြသနေတယ်။ဒါပေမဲ့ဒီနုထဲမှာငါလိုပဲဖွင့်ဖွင့်လင်းလင်းအမင်ထုတ်ပြောနေတဲ့တတိမရှိဘူး။ထင်ရှားတာကခရန်စင်ကသူ့ရဲ့တတိကြောင့်နောက်ပိုင်းမှာကွန်ဂရက်ပါတီကိုနှုတ်ထွက်ရတဲ့တန်ဖိုးပေးခဲ့ရပေမဲ့ဒါဟာသူ့ရဲ့နိုင်ငံရေးဘဝအဆုံးသတ်မဟုတ်ဘူး။ပြောင်းလဲမှုရှိတဲ့အခြားရွေးချယ်စရာနိုင်ငံရေးကိုတည်ထောင်ပေးခဲ့တဲ့အဆက်ဖြစ်လာခဲ့တယ်။သူကနိုင်ငံရေးအတွက်အခြေခံတည်ဆောက်ပေးခဲ့တာကတသက်လုံး30နှစ်နီးပါးအထိ Uttar Pradesh, Bihar, Haryana, Punjab, Rajasthan နဲ့ Odisha တို့မှာကွန်ဂရက်ပါတီမဟုတ်တဲ့နိုင်ငံရေးအခြေခံဖြစ်လာခဲ့တယ်။ Pottery Crescent ရဲ့နားလည်မှုကိုမေးခွန်းထုတ်သူတွေကသူ့ကိုတကယ်လို့တောင်းသူနဲ့အလို့သမိုင်းရဲ့ခေါင်းဆောင်တွေအနေနဲ့သာသတ်မှတ်ကြတယ်။ Miss Cindy အင်္ဂလိပ်ဆက်ပြောသူတွေကလည်းသူ့ရဲ့အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားတဲ့ India's Economic Policy အပါအဝင်ယဉ်ကျေးမှုစည်းကမ်းနဲ့ပတ်သက်တဲ့စာအုပ်များပြားတဲ့ကတစောင်မှတ်တောင်ထူမှာဖတ်ဖို့ထင်တယ်။တကယ်တော့စိုက်ပျိုးရေးအခြေပြုအိန္ဒိယနိုင်ငံရဲ့မြေပြင်အခြေအနေကိုမှတ်ကန်စွာနားလည်နိုင်သူကမဟာဒရီဒယနန်ဒိုဆရစဝတီဂျီနာပိုင်မှာစတာဝလပိုက်ပတေးနဲ့ Pottery Crescent တို့မှာပဲတွေ့ရတယ်။သူ့ရဲ့ဆန္ဒကတော့စိုက်ပျိုးရေးလုပ်နေတဲ့မိသားစုတွေဟာမြေကိုစိုက်ပျိုးရေးလုပ်နေသူတွေဟာမြေထဲမှာပိုင်ဆိုင်မှုရှိရမယ်လို့သူထင်ပါတယ်။ဒါပေမဲ့အဲ့ဒီအပြင်အခြားဝင်ငွေအရင်းမြစ်တွေကိုလည်းရှာဖွေရမယ်။အဲ့ဒီအရင်းမြစ်တွေကိုတိစောက်ကိုလိုအပ်လာမှဖြစ်ပြီးသူကကျေးဝါရဲ့ပုံစံကိုအဲ့ဒီအမြင်နဲ့ပြောင်းလဲချင်ခဲ့တယ်။ဒါကြောင့် Pottery Crescent ကပထဝါရီမြေစရင်ရေးသူဆိုတဲ့အစားလက်ခပဲစရင်ကိုလိုက်နာသူဆိုတဲ့အမိပေးခဲ့ပြီးစရင်ကိုလိုက်နာဖို့လိုတယ်လို့ပြောခဲ့တယ်။ပြီးခဲ့တဲ့နှစ်မှာမြေကတရက်လောက်တရားကြီးရနာမည်နဲ့ရှိတဲ့ဆိုရင်နောက်နှစ်မှာဘလို့အကြောင်းကြောင့်တယောက်နဲ့နာမည်ပြောင်းသွားနိုင်တာလဲဘလို့ဖြစ်တာလဲအဲ့ဒီလိုလောကပထဝါရီတွေကိုလက်ခပဲဖြည့်ချုပ်ကင်ပြီးသူတို့ကိုအလုပ်ထုတ်လိုက်တယ်။ဒါကြောင့်ဒီအကြောက်ရည်ကအခုထိရှိနေတယ်။အဲ့ဒါကြောင့်လက်ခပဲတွေကအခုတော့ဘယ်နေရာမှမဆိုမာရွတ်နဲ့နာမည်ကိုမထည့်ကြဘူး။ဒါကို Pottery Crescent ကလုပ်နိုင်ခဲ့တာပါ။ Pottery Crescent က Mandi Committee ကိုတည်ထောင်ခဲ့ပြီး Pottery Crescent ကချက်ပန်ဒီမြေခွဲခြားရေးဥပဒေကိုယူဆောင်လာခဲ့တယ်။တောင်တူရီရဲ့မြေကအစိတ်အပိုက်နေနဲ့ပြန့်နှံ့နေတဲ့တာကိုပြပြင်ပေးခဲ့တယ်။ Pottery Crescent ကတောင်တူမြေတွေကိုစူစီပေးခဲ့တယ်။ချက်ပန်ဒီကလွတ်တော်တဲ့900ခိုင်နှုန်းမြေကိုဂျေဝအသင်္ထန်လွှဲပြောင်းပေးခဲ့တယ်လို့အဲ့ဒီမြေတွေကိုဟရိကျန်တီထံခွဲဝေပေးဖို့ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။
ဝင်ကြီးချုပ်နဲ့ဝင်ကြီးချုပ်အဖြစ်ခရီးယန်စင်ကိုကြာရှည်တဲ့တာဝန်ကာလမရခဲ့ပေမဲ့သူက Uttar Pradesh မှာမြေပြုပြင်ပြောင်းလဲရေးတွေကိုစတင်ခဲ့တာကနေဝမိုချာဝမတဖွဲကအနောက်ပင်ကောင်မှာ30နှစ်ခွဲကြာအောင်မြင်စွာအုပ်ချုပ်နိုင်ခဲ့တယ်။အုပ်ချုပ်မှုမှာအောင်မြင်ခဲ့ကြရင်စင်ရဲ့အကြီးဆုံးနိုင်ငံရေးအထောက်အကူပြုမှုကတော့နီဟယ်ရီရဲ့ထိတ်ဆုံးလူကြိုက်များမှုနဲ့ကွန်ဂရက်ပါတီရဲ့နိုင်ငံတော်ဝန်အာဏာတည်မြဲမှုကာလမှာသူကအခြားရွေးချယ်စရာနိုင်ငံရေးကိုမျှော်လင့်ချက်တစ်ခုအနေနဲ့အဖြစ်တည်ဆောက်နိုင်ခဲ့တယ်လို့အဲ့ဒီမျှော်လင့်ချက်ကိုအစိုးရအာဏာပြောင်းလဲမှုဆိုတဲ့မယုံနိုင်လောက်အောင်အဆင့်ထိတင်ပို့နိုင်ခဲ့တယ်။သစ်စင်လူငယ်တွေကချန်စင်ဟာရိုးရိုးနေနေရေးတမတယောက်တာမကစိုက်ပျိုးရေးတပန်ပညာရှင်ကြီးတယောက်လည်းဖြစ်ခဲ့ပြီးလူမှုပြုပြင်ပြောင်းလဲရေးလှုပ်ရှားသူကြီးတယောက်လည်းဖြစ်ခဲ့တာမသိကြနိုင်ပါဘူးလူမှုပြုပြင်ပြောင်းလဲရေးဆိုတာသူ့ကဟောပြောတန်တစ်ခုမဟုတ်ပဲဘဝမှာလှုပ်ဆောင်ရမယ့်အရာတစ်ခုပါပဲချင်းကစင်ကဒီအမျိုးသားခွဲခြားမှုကိုမှန်ကန်တယ်လို့မယူဆဘူးသူ့အမြင်တွေကမွေးဖွားလာချိန်မှာဘာမှဆုံးဖြတ်ထားလည်းမရှိဘူးလိုရနဲ့ပဲဆုံးဖြတ်တာပါသူ့ရဲ့စာအုပ်ထဲမှာသူကညင်သားမှုကြောင့်မတူညီမှုတွေဖြစ်ပေါ်လာတယ်လို့ရေးထားပါတယ်အစမက်ဒါကမှချင်းတဲ့အဖုံးတင်ဖို့တိတိကျကျညှင်းဆိုခဲ့လာနဲ့အာယာလူအဖွဲ့ဝင်တယောက်အညီနဲ့ချင်းရင်စင်ကနိုင်ငံရဲ့ထိပ်တန်းရာထူးထိရောက်သွားလေတင်းငင်ရိုးရှင်းမှုနမူနာထိဆက်လက်နေထိုင်ခဲ့ပါတယ်အုပ်ချုပ်ရေးစနစ်အခြေအနေကိုသိရှိဖို့အတွက်ဝတ်စွန်ပြောင်းပြီးအစိုးရရုံးတွေကိုတွားကြည့်တာတိုင်ကြားစာရလာရင်ရွေးကောက်ပွဲစည်းရုံးပွဲပေါ်ကနေတင်မြှောက်မဲ့လူကိုတရိပ်ပြောင်းလဲကြည့်ညာတာတွေကယနေ့မှရုပ်ရှင်ဇာတ်လမ်းလိုပဲထင်မြင်ရပါတယ်ဒါပေမဲ့ဒါကချန်စင်ရဲ့နိုင်ငံရေးပုံစံမှာပဲကိုတူကိုယ်တိုင်ရဲ့မမှန်တဲ့အမှုကိုဘယ်တော့မှကာကွယ်မထားသလိုတခြားသူတရားရဲ့ကောင်းတဲ့အမှုကိုချီးမြှောက်ဖို့မှလည်းဘယ်တော့မှချွေတာမှုမရှိခဲ့ပါဘူးဒီလိုကြီးမားတဲ့ကိုပိုင်ပုံစံနဲ့လုပ်ရက်တွေရှိခဲ့ဖီတူခေါင်းဆောင်ရဲ့အမွေအနှစ်ကိုသူ့အမွေဆက်ခံသူတွေကတုတ်တအောင်လို့ဖို့ကတော့မပြောနဲ့ထိမ့်ထိန်ထားဖို့တောင်အောင်မြင်ခဲ့ကြပါဘူးချန်စင်ဟာအနောက် Uttar Pradesh မှာရှိတဲ့နူပူဆိုတဲ့ကျေးဝါလေးကနေတိုက်ပွဲအပေးနဲ့နိုင်ငံရေးခရီးစဉ်ကိုစတင်ခဲ့ပြီးနိုင်ငံအုပ်ချုပ်ရေးအာဏာကိုရရှိခဲ့သူပါချန်စင်ဟာသူ့ရဲ့အတွေ့အခေါ်နဲ့အိန္ဒိယနိုင်ငံရေးထဲမှာစိုက်ပျိုးရေးနဲ့တောင်သူတွေကိုတာမကအလုပ်သမားတွေလေသူတို့ရဲ့အခွင့်အရေးကိုရရှိအောင်လုပ်ဆောင်ပေးခဲ့သူပါဒါကြောင့်လူလိုင်းရဲ့နှလုံးသားထဲမှာပါဆက်ပရောမှာချန်စင်ရဲ့နာမည်ကိုမခင်မီနေပြောဖို့အားတယ်လို့ဆိုရမှာပါကတဲ့မဟာရှိဒယနန်စရာတွေဒီရဲ့သစ္စာရှိတဲ့ဖျားသခင်ကိုခွဲသူပါနော်ဘလို့အချင်းဒီမှာမစိုးကိုယ့်ရဲ့သဘောတရားတွေကိုမလွဲမသွားဘူးဆိုတာပါပဲဒီလောကမှာသဘောတရားတွေကိုတောင်တန်းတစ်လုံးလိုတည်မြဲစွာမလွတ်မရှနေတဲ့မဟာပုဂ္ဂိုလ်ရဲ့အောင်မြင်မှုတွေကိုပဲလူတွေကချီးကျူးဆိုကြတာပါမဟာရှိဒယနန်စရာတွေဒီရဲ့ဒီသစ္စာရှိတဲ့စစ်တွေကိုအာရယသမကအထူးဂုဏ်ပြုပါတယ် ဒီစားပါလေအားကြသည်ဒီဟန်အိန္ဒိယကိုအောင်နေပါစေချောတော်ရီခညာစစ်မသေးခင်သူ့ရဲ့မြေဦးကျရချောတော်ရီ